ရာဘက်မှာ3လနဲ့5လရွယ်ကလေးတွေမှာကြုံတွေ့ရတဲ့အိပ်စက်မှုပုံစံပြောင်းလဲတာရဲ့အဲ့ဒါကိုပေါ့ပါဘယ်လိုကြော်ဖြတ်လို့ရမလဲဆိုတာကို sharing လုပ်ပေးပါမယ်3လ4လ5လမတိုင်ခင်မှာကလေးတွေကမွေးရစကလေးလိုမျိုးအိတ်ကြရဲပေါ့နော် sleep cycle တစ်ခုမှာဆို stage 2ခုရှိရဲအဲ့ဒီကနေသူတို့အုံနောက်တွေကပို့ပြီးတော့ဖွံ့ဖြိုးလာတဲ့အချိန်မှာကျွန်မတို့လူကြီးလိုမျိုး sleep cycle တစ်ခုမှာ stage 4ခုဖြစ်သွားရဲပေါ့နော်ဒီလိုအပြောင်းလဲဖြစ်သွားတာကို 4 month sleep regression လို့ခေါ်ရဲပေါ့နော်4 months ဆိုပေမဲ့3လနဲ့5လကြာကြိုက်တဲ့အချိန်မှာဖြစ်ကြရပေါ့နော်ဒီလိုအပြောင်းလဲမှာကလေးတွေကညဘက်ဆိုရင်ခဏခဏနိုးတာတိတ်ရခတ်တာချီကြတာနေကင်းဘက်အိပ်ရင်လဲပေါ့နော်15မိနစ်20နာရီဝက်လောက်ပဲအိပ်တာမျိုးဖြစ်ကြပါတယ်ဒါကကလေးတိုင်းမှာဖြစ်ပါတယ်လုံးဝပြောင်းလဲသွားတာပေါ့နော်ဒီလက္ခဏာတွေနည်းနည်းပေါ်လာရှိတယ်များများပြတာရှိတယ်အဲ့ဒါပဲကွာတာပါတချို့ကြတော့ပေါ့နော်ညဘက်ကျရင် sleep cycle တစ်ခုပြီးသွားရင်တခါကျရင်လည်း45မိနစ်တစ်နာရီလောက်ပြီးသွားရင်တစ်ခါနိုးကြရပေါ့နော်နောက် sleep cycle တစ်ခုပြောင်းဖို့အတွက်ကိုယ့်ကိုပြန်မအိတ်တက်တော့ကလေးကနိုးဆိုးပြီးအိတ်တက်ဆိုရင်လည်းနိုးဆိုးပြီးမှပြန်အိတ်တက်ကြတယ်ခြေတိတ်တယ်လွှဲတိတ်တယ်ဆိုရင်ပြန်အိတ်တက်ကြရပေါ့နော်အဲ့လိုဖြစ်ကြပါတယ်အဲ့ဒါကိုကျမတို့ဘယ်လိုပေါ့ပါဘယ်လိုကြော်ဖြတ်ရမလဲဆိုတော့နေကင်းဘက်မှာဆိုရင်သူ့ကို no ကိုဝါတိုက်ထားရမယ် full feeding ပေးထားရမှာပေါ့နော်no နှစ်ဖက်လောက်တိုက်မယ်ဆိုရင်နှစ်ဖက်လောက်တိုက်ရမယ်no တိုက်တဲ့လူဆိုရင် no အပြည့်တိုက်ထားရမယ်ပေါ့နော်အဲ့လိုမတိုက်ရင်နေကင်းဘက်တောက်တာနဲသွားရင်ညဘက်ကျရင်ပူစားအတွက်ပိုနိုးနိုင်တယ်ပေါ့နော်ပြီးတော့နေကင်းဘက်မှာသူနိုးတဲ့အချိန်မှာဆို sleep pressure ရှိရမယ် weight window တွေရှိရမယ် sleep pressure ရဲ့ weight window တွေအကြောင်းသိချင်ရင်ကျွန်မအရင်တစ်ခါတင်ထားဖို့ပါတယ်အဲ့ဒီဗီဒီယိုထဲမှာပြန်ကြည့်လိုက်ပါနော်ပြီးတော့အဲ့ခါနေကြရင်ဗာလဲဆိုတော့ part time routine ထားရမယ် part time routine ကကျတော့အဲ့ခါနေညတိုင်းလုပ်ဖြစ်တဲ့ဟာပေါ့နော်ခက်ဟိုကြီးမားမားမဟုတ်ဘဲနဲ့အဲ့ခါနေဥပမာပြောပြရမယ်ဆိုရင်အင်ကြီးလဲတယ်ဝစားလဲတယ်ဒိုက်ပါလဲတယ်သူ့ကိုနှုတ်တိုက်တယ်ပြီးပုံမြင်ပြောပြရဲဒါညာတိုင်းလောက်သွားပေါ့နော်ညာတိုင်းလောက်သွားတဲ့ခါကျရင်သူ့ရဲ့အုံနောက်ထဲမှာဒါလောက်တယ်ဒါပြီးရင်သူအိတ်ရမယ်ဆိုတာသိတယ်အဲ့တော့သူ့ကိုတိတ်ရလွယ်တယ်ပေါ့နော်မွေးစားပြီးတော့အစကတည်းကလုတ်ပေးထားလို့ရပါတယ်အဲ့ဒါကနောက်တစ်ခုကကြတော့သူညဘက်နိုးတာဘာဖြစ်လို့လဲဆိုတော့သူဟာသူပြန်မအိတ်တက်သေးလို့ပေါ့နော် sleep cycle တစ်ခုကူမှနိုးပြန်မအိတ်တက်သေးတဲ့အတွက်နိုးဆိုတော့အိတ်တက်ကလေးဆိုရင်နိုးဆိုပြီးမှပြန်အိတ်တက်ကြတယ်လွှဲသိပ်တယ်ချီသိပ်တဲ့ကလေးဆိုတော့လွှဲသိပ်ချီသိပ်မှပြန်အိတ်တက်ကြရပေါ့နော်ဒါမေမေမှားနေလို့လည်းမဟုတ်ကလေးမှားနေလို့လည်းမဟုတ်ပုံမှန်ပဲဒါပေမဲ့တချို့မေမေတို့ကြတော့ဒါပြင်ပန်းကြရပေါ့နော်ညမှာ5-6ခါလောက်နိုးတဲ့အတွက်လေအဲ့ဒါဘယ်လိုလုပ်လို့ရလဲဆိုတော့သူတို့ပြန်အိတ်တအောင်လေ့ကျင့်ပေးရမှာပေါ့နော်ညအဲ့ရဝင်တဲ့အချိန်မှာဆိုရင်အရင်လိုလွှဲသိပ်တာခြေသိပ်တာနှုတ်တိုက်သိပ်တာတွေမလုပ်တော့ဘဲနဲ့သူ့ကတင်မှာသူ့ကိုချလိုက်မယ်ချလိုက်ပြီးတော့သူ့ဟာသူပြန်အိတ်တအောင်ပေါ့နော်လင်းဘက်လေးပဲပုတ်ပေးတာဖြစ်ရှင်းဆိုပေးတာလုပ်ပေးလို့လုပ်ရတယ်ဒီ 4 month sleep regression ကာလမှာဟိုလို sleep train လောက်တာမျိုးမလုပ်နိုင်ဘူးပေါ့နော်ပို့ပြီးတော့ပြင်ပန်းလိုက်မယ်ဒီလိုမျိုးပဲသူ့ဘေးနားမှာခင်းဘေးနားမှာသူ့ကိုဖြစ်ဖြစ်အိတ်တန်ကိုလေ့ကျင့်ပေးလိုက်ပေါ့နော်အဲ့လိုဖြစ်ချင်းလေ့ကျင့်ပေးလာရင်သူညဘက်ခါနိုးတဲ့ခါကျရင်သူ sleep cycle တစ်ခုချင်းသူစတက်လာလိမ့်မယ်အဲ့ဒါဆိုရင်ပြန်နိုးတာလည်းနည်းသွားမှာပေါ့နော်ကဲသူဘိုက်စာလို့နိုးရဲဆိုတော့ကိုကနိုးတိုက်ရမှာမဟုတ်နော်အဲ့လိုဘိုက်စာလို့နိုးတာမဟုတ်ပဲနဲ့ဂျားထဲမှာတခြားနိုးတဲ့ချိန်လေးတွေရှိရလေအဲ့ချိန်မှာလည်းနိုးရလဲခဏပဲဆိုရဲဆိုတော့ဒါကသူပြန်အိမ်မတက်လို့နိုးတာလို့ယူဆလို့ရတာပေါ့နော်အဲ့ဒါဆိုဒီလိုမျိုးလေ့ကျင့်ပေးခြင်းအပြင်သူဟာသူပြန်အိတ်တက်ပြီးတော့ပေါ့နော်အဆင်ပြေလာပါလိမ့်မယ်ဒီပြောတဲ့အချက်လေးတွေလုပ်ကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်တတာ